ညအမောင်ထဲမှာမီတာများစွာမြင့်တဲ့ဆာမူရိုင်ရုပ်ကြီးတွေနဂါးတွေဒန်ဒါရီဇက်ကောင်တွေအသက်ဝင်လာသလိုမြို့တစ်မြို့လုံးကိုလှည့်လည်နေကြတယ်ဒါကရုပ်ရှင်မဟုတ်ပါဘူးဂျပန်နိုင်ငံရဲ့အကျော်ကြားဆုံးရိုးရာပွဲတော်တွေကတစ်ခုဖြစ်တဲ့နေဘူတာမတ်ဆူရီပါနှစ်စဉ်ဩဂုတ်လအစမှာဂျပန်နိုင်ငံမြောက်ပိုင်းအာမိုရီမြို့ဟာအယောင်ဆုံးမီးရောင်တွေနဲ့အသက်ဝင်လာပါတယ်အဲ့ဒီအချိန်မှာစတင်ကျင်းပတာကနေဘူတာမတ်ဆူရီလို့ခေါ်တဲ့နှစ်ပေါင်းရာချီသမိုင်းရှိတဲ့ရိုးရာပွဲတော်ပါဒီပွဲတော်ရဲ့အဓိကဆွဲဆောင်မှုကတော့အတွင်းမှာမီးထွန်းထားတဲ့အေယာမစက်ကူရုပ်ကြီးတွေဖြစ်ပါတယ်တစ်သားပေါင်တွေကိုအခြေခံပြီးလက်ရမြောက်စွာပြုလုပ်ထားတဲ့ဒီရုပ်ကြီးတွေဟာအမြင့်မီတာများစွာရှိနိုင်ပြီးဆာမူရိုင်စစ်သူရဲကောင်းတွေနတ်ဖျားတွေနဂါးတွေနဲ့ဂျပန်ဒန်ဒါရီစက်ကောင်တွေကိုအသေးစိတ်ဖန်တီးထားပါတယ်ညအချိန်ရောက်တာနဲ့ဒီရုပ်ကြီးတွေကိုမြို့လမ်းမတွေပေါ်ဖြည်းဖြည်းချင်းလှည့်လေပြသကြပါတယ်တစ်ဖက်မှာထိုင်ကိုဂျပန်ယူရာဒရမ်တန်တွေမြည်ဟီးနေပြီးနောက်တစ်ဖက်မှာဟာနီဒိုအကသမားတွေကရာဆေရာလို့အော်ဟစ်ကခေါ်ကြပါတယ်ဒီအတန်ဒီအလင်းရောင်နဲ့ဒီလှုပ်ရှားမှုတွေပေါင်းဆက်လိုက်တဲ့အခါအာအိုမိုရီမြို့တစ်မြို့လုံးဟာသက်ရှိအမှုပညာပြကန်းကြီးတစ်ခုလိုပြောင်းလဲသွားပါတယ်နေဘူတာမတ်ဆူရီရဲ့မူလအစကိုသီယိုရီအမျိုးမျိုးနဲ့ရှင်းပြကြပေမဲ့လူအများကတော့ຫນွေရာသီရဲ့ပင်ပန်းနွမ်းနယ်မှုနဲ့မကောင်းတဲ့အရာတွေကိုဖယ်ရှားပြီးစိတ်တည်အားတည်နေဘဝကိုကြိုးဆိုတဲ့ရိုးရာယုံကြည်မှုကနေဆင်းသက်လာတယ်လို့ယုံကြည်ကြပါတယ်ယနေ့မှာတော့ဒီပွဲတော်ဟာဂျပန်နိုင်ငံရဲ့အကြီးဆုံးຫນွေရာသီပွဲတော်တွေကတစ်ခုဖြစ်ပြီးကမ္ဘာတဝင်းကခရီးသွားဧည့်သည်တားနဲ့ချီလာရောက်ကြည့်ရှုကြပါတယ်လူတချို့အတွက်ဒီရုပ်ကြီးတွေဟာလှပတဲ့အမှုပညာလက်ရာတွေပါဒါပေမဲ့အာဝမိုရီမြို့သားတွေအတွက်တော့နဘူတာမတ်ဆူရီဟာသူတို့ရဲ့သမိုင်းယုံကြည်မှုနဲ့မျိုးဆက်ပေါင်းများစွာဆက်လက်ရှင်သန်နေတဲ့ဂုဏ်ယူစရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်ပါတယ်